ကျွန်တော်တို့ခံကနန်း လေပြုံးရှင်းရှင်း ငါငချိန်ပေါင်စားလို့ကောင်းမဆတ်ဆတ်တော့လည်းမရဘူးငါနားလိုက်အော်တကယ်စားရဟာတကယ်များစားတော့မလားလို့လာထိုင်နေတယ်အားလုံးပဲဒီနေ့ချက်မဲ့ဟာတော့ကနန်းဟင်းလျာလေးဖြစ်ပါတယ်ကျွန်တော်တို့ခံကနန်း လေပြုံးရှင်းရှင်း ငါငချိန်ပေါင်စားလို့ကောင်းကျွန်တော်တို့ကနန်းဟင်းတစ်ခွက်ကိုချက်မယ်ဆိုရင်မရှိမဖြစ်လို့အပ်တာကကနန်းဖြစ်ပါတယ် ကဲဒီမှာဒီနေ့ချက်လိုက်ကနန်းမှာကနန်းအားလုံးပါခုနေ့မနေ့ကောင်လား9ကောင်လား6ကောင်လားမသိဘူးကနန်းအမတွေပဲရွေးရတော့အမကြည့်စမ်းမောင်ကနန်းဥကိုချက်ဒီမှာကြည့်ကနန်းဥတွေပဲဒီနေ့မှာကတဲ့ကနန်းကြီးပဲမချက်ဘူးထမင်းနဲ့တွဲစားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကနန်းဟင်းနဲ့ထမင်းစားနေကြလူတွေအတိဆုံးအရာတစ်ခုကပါလဲဆိုတော့ စားပြီးချီးပန်းတာ မဟုတ်ဘူး ဟောမဟုတ် ကနန်းဟင်းနဲ့ထမင်းစားလို့ရှိရင်ဒီကနန်းကကြိုက်ချင်တော့လေကနန်းကိုနောက်မှထားပြီးတော့လေကနန်းဟင်းအနှစ်တွေနဲ့ထမင်းနဲ့စားကြတယ် ဩအဲ့တော့ဘာဖြစ်လဲဟင်းအနှစ်နဲ့ထမင်းနဲ့စားဟင်းအသားမပါဘူး အဲ့ အဲ့တော့ဘာဖြစ်လဲဆိုတော့တရားဟော်ရီကနန်းကိုဟော်ရီဘက်ကပဇွန်လေးနဲ့တွဲချက်မှာဖြစ်ပါတယ်ဆိုတော့ထမင်းစားတဲ့ခါကျလို့ရှိရင်ပဇွန်လေးနဲ့စားဒီကနန်းလေးကိုဘေးနားထားရတယ်ထမင်းစားဖို့ကနန်းလေးကြိုက် မဟုတ်ဒီပြလေ မပြောင်းနဲ့တော့ဒီပဇွန်ကိုစမင်းမုံနဲ့နေထားတယ်ပြီးကြတော့ဒီကနန်းကိုကြတော့ဘာနဲ့မှမနေရသေးဘူးပြီးကြတော့ဟိုလေအိုးလက်ထဲတဲ့ခါကျလို့ရှိရင်ကကြီးလေးနဲ့အလဲညှက်ပြီးထည့်မယ်ဘာလို့ဆိုတော့အရသာတဲ့ကနန်းသားလေးဝင်အောင်လို့ပစ္စည်းတစ်ခုနဲ့မိတ်ဆက်ပေးဦးမယ်20ဆယ်ရောက်ဝယ်တာ तू ကဘာလဲဆိုတော့လေဒီမှာလေဟိုအတီးတွေဒီလိုဖြတ်တဲ့ခါကျလို့ရှိရင်လေ तू ပုံစံမျိုးဖြတ်တဲ့ဟာပုံစံမျိုးလေဒါကျမတို့အရှင်မပဲတည်တဲ့ tips and tricks သူကဒါလီးရဟာမှာမမိုလီကလည်းအက်ဒီကလည်းထည့်လို့ရတယ် ပုံစံမျိုးဒါဖြစ်လားမဖြစ်လားမသိလို့ဒါစမ်းနေကြည့်မို့လက်ရှာမှာလဲဆိုတယ်ဒါကျွတ်တုံကြီးအကွင်းကွင်းနေဖြစ်လာလို့စမ်းကြည့်ပါနော်1 2 3ဖြစ်လား ဘာမှမထွက်ကြဘူးလားဖြစ်လာပဲမင်း ကြောက်လို့ဟဲ့ဖြစ်တော့ဖြစ်တယ်ဟဲ့ဒီမှာလေဒီကွင်းလေးရဖြစ်တယ်တိလားဒီကွင်းလေးဖြစ်တယ်ဒီမလောကမှာကျတော့ဓာတ်လည်းမပြီးတော့ ပြောချင်တာဒါမျိုးဝယ်ပြီးမယ်ဆို20ကုန်မယ်နော်အဲ့ဒါမျိုးဝယ်ပြီး20ကုန်မယ်အချိန်တန်ရင်အဲ့ရဓာတ်ပဲပြန်သုံးရမှာ လက်ဓာတ် အဲ့ ကြီး တော့ ပါ အဲ့ လား လို20မျိုးကိုစုပြီးတော့ဓာတ်တစ်ချောင်းပဲဝယ်လိုက်ပါကျေးဇူးပါတယ်နော် လက်ဓာတ်ကြီးမှာကြောက်လို့ပူလို့ရတယ်ဒါမျိုးကတော့မကြောက်စင်တာလုံး တ िश ူးလေးရှိတာ ချက်တုံကြီးအစင်မခံနိုင်ဘူး စင်မအဲ့ဒီဝါစားလို့ပဲကောင်းတာအဲ့ဒီနိုင်တယ် ကြားကြလားရက်ကတော့ချက်တုံကြီးအစင်မခံနိုင်ဘူး ဟ ဘာလို့လဲသူများဘာလို့လဲဟိုအောက်မှာတီရှူရအောင် ိုမှာလည်းပြော အောက်မှာ အောက်ပြ နိုင်အဲ့ရောက် ဟိုဘာငင်းမောမယ်တခြားလို့ ဘာလဲအဲ့လိုကြောက်နေကဲဟောဒီဘက်ကစီလေးထည့်ပါမယ်ရော့ဒီဓာတ်လေးရတော့ အခုပြက်ဖို့ ဒီနားကပြတ်မှာကြောက် အခုပြက်ဖို့ ဒီနားဓာတ်ထားရင်ပြတ်မှာ ဒီနေ့စိတ်စိတ်လေးစီထည့်တယ်ဒီထည့် ကဲအိုးပူလေးကိုစီလေးထည့်ပါမယ်ခဏခဏဟိုတဲလေးကမဆလာချက်လေးချက်မှာဖြစ်ပါတယ်ခဏမဆလာချက်လေးဟိုငရုတ်သီးတွေပါတယ်စုပြီးတော့အကုန်လုံးကြိတ်ပြီးတော့ဟိုခေါက်လာမောင်းတဲ့တိုတွေမောင်းတဲ့တဲ့ချက်ပြီးဆိုရင်အဲ့လိုမဟုတ်ဘူးကွာဖိတက်ပြီးတော့မဆလာလေးတဲ့ရိုးရိုးရှင်းရှင်းမဆလာချက်လေးပဲချက်မှာပါဒါလေးရော လို့ဓာတ်တွေဟိုဘက်ထားသမားလို့ ဘာပြောလဲ ဟိုကုန်ထိခိုက်ကို ကဲဟုတ်ပြီ ဒါလေးနဲ့လှုပ်စားရတာ ဘာလို့လဲ ဟောဒီလက်ကလေး ဒါလည်းထောက်ထားပြီးလှုပ်စားရလား နင်းတို့ဓာတ်ထောက်လို့ပါမလားဟောဒီလက်ကလေးရှိလို့ဟိုဗီဒီယိုအပ်တဲ့ဟိုမှာတင်ပြီးတော့နိုင်နော်သပင်းလေးပါကြည့်ရောဝင်သွားမှဆိုသပင်းလေးဒါလေးနဲ့နည်းနည်းလေးစီးတာ ကတုံးတုံးထားပါ တုံးမှာ ဟောတုံး သူကြတော့မတုံး ငါတကြံရှိငါသမင်းဆိုးပြီးတော့ကြရအောင် ဟုတ်ပြီစီလေးနည်းနည်းဟိုလာပြီးကြက်တုံးလေးထည့်လိုက်တယ်ရော့ဝါလာမှာကြက်တုံးလေးနည်းနည်းဟိုဒီဟိုတာ လုံသားပါဟုတ်ဘူး အိုးမပူသေးဘူးလို့ရတယ်မကြောက်နဲ့ အော်လုံးလုံးထိသွားတယ် မပူသေးဘူးအိုးနှခမ်းနာ
များဆုံးမနေ့ကဝါသေးနဲ့ဟိုကကြောက်ဘယ်နှစားလဲ ဒီဘက်က တော်ပြီလားလေးဝက်ကခုကပင်လေဆိုင်ချက်မှာဆိုတော့စမင်းမုံလေးထည့်မယ်နော်ခဏတို့ရဲ့အနာအသက်လေးပါသွားအောင်နော်စမင်းလေးထည့်မယ်ပြီးရင်ငရုတ်သီးစိမ့်မုံငရုတ်သီးစိမ့်မုံတော့မြန်မာငရုတ်သီးစိမ့်မုံပေါ့နော်အဲ့ဒါကိုပါလားအဲ့ဒါကိုဒီမှာသွားရှာပြီးတော့ဒါခဏကလိုက်နေဦးလေးငရုတ်သီးစိမ့်မုံဒီမှာသွားရှာဝယ်တာအဲ့ဒါလေးထည့်မယ်နော်ဆက်လေးဖြစ်အောင်သုံးသေးရင်သုံးခုလောက်ထည့် ခိုင်းတာလို့ဟာနည်းနည်းစချက်ငါဘယ်လိုပြောမလဲငါအုံလောက်နဲ့ငါဘိုင်းနေရအဲ့လိုဆက်ဆက်မှုသူကဘိုင်းဆိုင်ဘိုင်းကနေအုံလောက်တင်းပို့ကြတာကြီးတိလိုက်တော့အုံလောက်ကအော်တိုအိတ်ပါ ဘိုင်းဆိုင်အိတ်လိုက်တာ ဒါပေမဲ့ तू ကအဲ့ချိန်မှာနှာခေါင်းနဲ့အုံလောက်နဲ့ဆက်ဆက်မှုရှိတယ်ခင်းနေရရင်နှာခေါင်းခင်းနေလာထိတယ်တော့မျက်လုံးကပြန်ပွင့်လာအုံလောက်ကိုတင်းပို့အဲ့လိုမျိုးရှိတယ် ဟုတ်တယ်ဟင်းတော့မချက်သေးဘူးပြန်လို့လား အဲ့ဒါကြတော့အုံလောက်ကတတိပြတာအော်မင်းစားတော့မဲ့တိုင်မီတစ်ခုရောက်နေပြီအုံလောကအပြန်လို့လာအဲ့လိုဖြစ် ဟုတ်တာဟာဘယ်လိုလဲနည်းနည်းနူပါကြီးဆိုတော့ခရမ်းကြီးလေးထည့်လိုက် ပြီးတော့အပြင်တက်တုံနဲ့တီးထားပြီးဘစုံကနူးနေ အော်ခက်ချက်တော့လေ နေလည်းအစားမစားဒါတာလားစပေါ်မေးပြီးသလားအုံလောက်ကတိတ်မကောင်းတော့ ချက်တော့လေနူလာတော့ခရမ်းကြီးလေးထည့်လိုက်မြဲတခါတည်းလွန်းလာတယ်တော့ခဏခဏနေသေးတာဟုတ်နေတောင်လေးစောက်နေတော့မှအရသာလေးထည့်ပါမယ်စသားမုံလေးပေးမယ်သမီးလေး တသားမဟုတ် ဟိုမှာဘူးနဲ့ထည့်ထားပြီးသားအောက်ကထုံလေးမပေးနဲ့သားမုံလေးထည့်မယ်သားမုံလေးပြင်ရစားဆိုတော့အငံများပါဆိုတော့နှစ်ဆုံးလောက်ပဲထည့်မယ်နော်နှစ်ဆုံးလေးပစ္စည်းလေးတေးသေးလေးနှစ်ဆုံးထည့်မယ်ပြီးရင်အာချီနိုမိုတိုပေးပါသမီးလေး အာချီအာကော လုံးရှိတဲ့တဲ့ဒီမှာရှိရတော့ ဟိုငါအဲ့ပစ္စည်းရှာတဲ့နေရာမှာလည်းငါအုံလောက်ကတိတ်မကောင်းဘူးတခြားနေရာမှာအသုံးပြုလို့အဲ့နေရာလည်းငါဟိုလို တွေ့လားပစ္စည်းရှာရင်လေသူ့မျက်လုံးရှိတဲ့နေရာမှာရှိနေတယ်ဘယ်တော့မှမတွေ့ဘူး အမလေးတချို့ဆိုရင်ဟိုဟာလောက်ရှိတဲ့ချင်းမသားကြီးတော့မတွေ့လူကရှိသေးတယ် ဘုမမှုတော့လေရန်ဒီလေးရောပါလေဆက်တယ်ပြီးတော့ဒီနေ့ညလေးတော့ဖြစ်လာပြီအားတဲ့ခေါင်းလေး ဘာဆက်လို့အောင်မသိတော့ဘူးမချက်တယ်လေ sorry ရဲ့ဒီဗီဒီယိုကြီးမရိုက်ပါနဲ့လားလို့ဒုက္ခပဲမိမိလည်းအော်တကယ်စားရဟာတကယ်များစားတော့မလားလို့လာထိုင်နေတယ်ပြီးတော့တင်းတယ်ထဲလို့လည်းကိုလည်းကွာငန်းနဲ့တဲ့ဘာတဲ့မလဲအိုးလေဘလုံးလေးပါထဲလိုက် အရေးလေးနည်းနည်းလေးရအောင်ဒီမှာဒီအိုးကိုလိုက်ရှာ ဩအဲ့ဒီဩနေဦးရနာပါလေပြူးနေတာလေနန်းပါဟုတ်လား ရေးနည်းနည်းလေးနှစ်ကလေးပြောင်းရေးနည်းနည်းထည့်မဆလာမထည့်သေးဘူးနော်မဆလာကိုအကုန်လုံးပြီးတော့မှထည့်မယ်ဒါပေမဲ့အခုလည်းနည်းနည်းလေးထည့်လိုက်ပါမယ် အဲ့ဒါကိုစဉ်းစားတာနေတာထဲကောင်လားထဲကောင် ဘာလို့လဲဆိုတော့လေကနန်းတို့ဘာလို့ထည့်တဲ့ခါကျလို့ရှိရင်မဆလာရဲ့ကနန်းထဲမှာခဲသွားမှာဆိုအခုရင်နည်းနည်းထည့်လိုက်တယ်ပြီးရင်အိုးချကန်ကြီးကြာနည်းနည်းလေးထည့်တယ်ဒါရသူကနည်းနည်းထပ်ပြီးတော့ပျော်ဦးမှာသူတို့မပျော်ခင်မှာကိုကခါပြကဲကနန်းလေးညှက်ထည့်မယ်ဘဇုံကတော့နောက်မှထည့်မယ်ဘာလို့ဆိုတော့ဘဇုံကနည်းနည်းလေးဆိုတာနဲ့ စတယ်တစ်ခါထောင်းမျိုးထဲပဲလား ခဏဘူးထားဦးတယ် အဲ့ဒါအကြည်လေးတွေရောက်လာတယ်ခါတယ် ခဏတော့အလဲညက်တယ်နော်ဒီမှာတော့ခဏဥလူတွေတော့ရှိတယ် အဲ့ဥတွေကွဲသွားအောင်လေဥဝင်သွားပြီလား လဲညက်အားကဲခဏအမတွေပဲယူပြီးဝယ်လာနော်ဥပအောင်အဲ့တဲမှာကန်ကောင်းပြီးတော့ဘယ်နှကောင်လဲဆိုတော့2ကောင်ရှိပြီနော်3ကောင်4ကောင်5ကောင်ဝယ်လာတာ3ကောင်ဥပါတယ် ငါကြည့်ရတော့အကုန်အမတွေကြီးပါပဲအကုန်လုံးအပြားလေးတွေပဲဘယ်သူမှအရှိတစ်ခုထွက်ပါနဲ့မပါဘူး ဟဲ့အထီးနဲ့မလည်းမရွေးတတ်ဘူးမလားနေငါသမီးရောက်ရွေးတတ်တယ်မမောင်တော့မှကနန်းထီးနဲ့ကနန်းမှာအောင်ရွေးတတ်ဘူးမလားနောက်နေ့ကျတော့ကနန်းထီးကနန်းမှာဘယ်လိုရွေးရလဲပြ တော့ဘယ်နှကောင်9ကောင်9ကောင်နဲ့ချမ်းချမ်းတော့10ချမ်းရဟဲ့မစိုးဘူးတွက်ကြည့်ခိုင်းတယ်ဟဲ့လေးစိတ်ပါလားအကျန်းနဲ့10ရအောင် ငါညက်ပြတယ်လို့ဒီမှာခုလေးကြံတဲ့ဒီဟာလေးပဲဖြစ်တာဒီနှစ်ကလေးနဲ့အားရပါနဲ့မှွေပေးလိုက်မယ်နော်ပြီး
ပြီးရင်ခဏလေးနည်းနည်းလေးပေါ့နော်မစိုးစလောက်လေးလည်းမြုပ်သွားအောင်ပြီးရင်ကြက်တုံလေးတွေလည်းရေကြက်တုံခရမ်းချင်းလေးတွေရေပြောကြအောင်ရေလေးနည်းနည်းထည့်ပါမယ်ဟဲ့အလိုက်တိလိုက်လား မော်နေခုနကမှအမှန်နဲ့လည်းကြားတယ်မမအမှန်မှဆိုအဲ့ဒါကြားတာကိုပြောတာ ပြောင်းလဲ မပြောင်းသေးပြောင်းနေတာရိုးဒီဗီဒီယိုလေးကောက်တယ်ပြီးတော့ဘာလို့လဲမလာကြတာတော့ကြကိုအဲ့တော့မမကြနဲ့ ပိုက်တိတ် 我多还ပြောတယ်你还တုံပြနေရတော့ပြီးတော့ ဒီဘက်ဘာကောင်းလဲအဲ့ချင်မှုသူနဲ့ဘာလဲပြောနေမှာဘုံဘေဘီခဏဆောင်မယ်ကျုပ်ခွဲတယ်မယ်ငါလုံးလုံးခွဲမှတော့လည်းခွဲမှာ တခုကြီးလုံသားမှာဟာ ဘာလဲ ငါတခုငါသိမှာဒါပါလဲဟင်းချက်ပရိုဂရမ်လားအငိမ့်လားငါမကအိတ်နေတယ်မရဘကလာနှိုးတယ်ဒီမှာလာထိုင်ရတော့ငါအေးစိလေးကညီနေထိုင်ပြီးတယ်ဘေးကလာပြီးတော့ငါ့ကိုမစောမပြောကြအောင်လေငါ你算了你可以站一下ကိုယ်ကိုယ်不的好吗我ကဲတလုံး哎ကြောက်ခွဲနေရမှာလားလေမောင်းတဲ့ထက်ကျွမ်းတယ်အဲ့တော့လုံးဝကြီးတယ်ကြီးတယ် သူကိုင်းနေကြပါလား လေနေကာမျိုးမနောက်ပဲမင်းအဲ့လိုအောက်လည်းအဲ့လိုထွက်အောင်ဒီမှာသစောင်းလေးအဲ့လိုထုတ်ပြီးတော့မှာအဲ့လိုသွားတာ ကဲဒါတော့ကြုတ်လေးထည့်ပြီးမှုမယ်နော်ကြုတ်ကိုဒီရှိလေးဆွဲမယ်ဟောအတုံးလိုက်ကြီးဖြစ်နေမှာဆိုဘာပြောမို့လဲမင်းကဘာပြောမို့လဲပြော ဒီနေ့ပတ်တယ်လေရောမရဘူးရှိရှိလေးပါတော့ဆွဲ ရှင်းရှင်းလေးဆိုတော့မှမြင်မြင်လေးတွေဝင်တာပေါ့မဟုတ် မ လို့ ပိတ်လိုက်အလုပ်ခက်တာပေါ့ ဟောကြုတ်ကိုတုံးလိုက်တစ်လိုက်ကြီးကြုတ်ကြော်ရတုံးလိုက်တစ်လိုက်ဖြစ်တော့မှာဆို one dish ရရဲ့ ထည့်ပြီနော်ဘယ်လိုထည့်ပြီနော်တင်းနှစ်3 5 6ဘယ်လို6ပေါက်ထည့်ထားတယ်တယောက်2ပေါင်ရမယ် အဲ့ကကြီးနဲ့ချက်ညက်လိုက်ရင်ဆက်တော့ရမယ်နေပြန်လိုက် ဘယ်ညောဒီလိုဆိုကကြီးရထက်ညက်ဘယ်လိုကလည်းရောချက်ပါလို့ထည့်ထားကြကိုစလုံးနဲ့အောင်ဆက်မှာဆက်မှာနော် တော့တော့လေ မဟုတ်ပါဘူး မဆဘူးလေဘယ်လိုလုပ်ဒါအောင်ပြောမှာဘယ်လိုစမှာမကြည့်ဘူး မဆက်ဆက်တော့ ပုံတော့ကလည်းနည်းနည်းပေါ်တော့လေအဲ့ပိုးနဲ့စားမှရမဆဆမ်းတော့လည်းမရဘူးငါနာလိုက်တနာဟိုငါလည်းအဒီနာပါကြီးတယ်ဖုံးနေပါဖြစ်တာသပင်းဖုံးတာဘာဖြစ်လဲဟာဟိုလေမလို့ဝမ်းတိုင်းမမြင်ဘူးတော့ ညက်ချမှာ ဟိုလေမလို့ဝမ်းတိုင်းမြင်သွားတယ် 对啦，လက်မအားတဲ့အချိန်မို့လို့ငါ့ကိုလာလုပ်တယ်တွေ့လားအေးငါလက်အားလေးကိုပြန်လုပ်မှာနော်ကဲမဆလာလေးအုပ်လိုက်မယ်နော်နည်းနည်းတော့ကြည့်ပါဦး ဒီလိုမျိုးကနန်းတွေကိုနော်ရှယ်ချက်စားတာချက်စားကြတော့ချက်စားပါတော့ဆောင်းလာလေးထိုင်းပြီးထွက်ပါတယ်နော်ကျွန်တော်တို့ညောင်လုံးတယောက်ကိုတစ်စောင်းစီထိုးထားပါတယ်အဲ့ဒါတိုက်ပြီးသွားပါပြီနော် ဟုတ်တယ်ပေါ့ မပေါက်ပါဘူး အဲ့ဒါကနန်းဝင်လာဘယ်လောက်လဲ ကနန်းလား 100ကျော်တယ်နော် 190ဟမ်182နံပါတ် အဲ့ဆိုလို့ရှိရင်ဒီဟင်းပွဲကတော့အားလုံးပေါင်းကနန်း182ပဲဇုံကဟိုလောက်ထားပါတော့80လောက်ထားပါတော့ နံပါတ် ဟမ် ဖတ်တယ်ဟိုအလောက်ကနေလားဖတ်တယ်နန်းနန်းမင်းဆိုတော့များများလေးထည့်ရဖြစ်နိုင်မယ်ဆိုနန်းနန်းမင်းကြီးပဲကိုခင်းတဲ့ပွဲချ ကျွန်တော်ဒီကနန်းနန်းမင်းမဟုတ်ပဲနဲ့ဗာလဲဟိုတရုတ်နန်းနန်းလားရှမ်းနန်းနန်းလားဟောရှမ်းနန်းနန်းလေးအုပ်နေကောင်းဒီမှာရှမ်းနန်းနန်းလေးရှာရက်ပတ်စီရဲ့စင်းမှာဒါတော့မခိုးဝယ်လာ ဆမ်းပါ လာဒီဘက်ချမ်းလေးတော့မအဲ့ခုဖွင့်လာတော့လေဒီကဒီဘက်ချမ်းလေးတိတ်ကွာမဖြစ်ဒီဟိုကဒီဘက်ချမ်းလေးနဲ့ပို့ကွက်လာညာပူလေးနဲ့ခဏပို့လာတာ မှုရင်းနေရမယ်ဘလို့ဖြစ်ဖြစ်သူ့ကတပတ်ကလဲအောင်ပါပဲ တော်တော်ဖြစ်နေပြီလား မှုချရတယ်
ပိတ်သက်ကြီးပြီးကျွန်တော်ကဒါနဲ့စားမှာနော် သမီးကို ဒါနဲ့စားမှာတခါရဲကြိုးပြတာနော်ပြီးဟင်းရဒီမှာခဏလေးလာတော့မှာ ပို့လိုက်ကြီးသားမှာဖုန်းလေးဖွင့်လိုက်ပါမောင်လေးရေ ကျွန်တော်အဟုံးဖုံးဖို့ဆိုဒါမျိုးလေးတွေကိုအသုံးပြုလို့ရတယ်နော် စီးနေပါ သိလားသုံးလို့ရတယ်အနောက်ကစော်ကြီးစကားများတယ်ကြားလား ကဲအဖုန်းဖွင့်တော့ဟုတ်ကဲ့တော့ကဲမီးပိတ်လိုက် โอ้ အေးချောက်တော့ဒီစက်ကြတယ်နော်အဲ့မှာချွေကြ โหโหโห ဟောမချွေကြတော့မချွေကြတယ်နောက်နေ့ကြက်မကောင်းမဲ့နေကြက်ဟိုရောက်တော့ကရှယ်ပဲဟိဟိုရရမယ်ကဲစလုံးရဲထဲပါတော့မယ်ပကံနဲ့တော့မဆန့်တော့ပါဘူးတဲ့ရလေးဟင်းချက်လို့ရှိရင်လေအရန်လက်စကြီးတာနည်းနည်းချက်အများကြီးလို့ပါဘာဖြစ်နေရလဲလူက ဆွဲတော့မယ်ဆွဲတော့မယ်ဆွဲတော့မယ်ဟေးဆွဲတော့မယ် ဒါတော့တဲ့ကဟိုသမင်းစားလို့ရှိရင်လည်းအဆင်ပြေအောင်လို့ကနန်းကြီးပဲဆိုလို့ရှိရင်လေသမင်းကိုသမင်းပဲစားနေရမှာဆိုတော့ပစုံလေးပါထိတ်ချက်ပေးတာပါတယ်သူတို့တာဖာနေရအောင်နော်ကျေးဇူးတင်ပါတယ်လို့တော့ပြရတယ်အောက်မှာတန်းတက်နေနေပစုံကနန်းမဆလာချက်လေးပါရှင်ဟိုမမွန်းတယ်မွန်းချင် ဟော ဟိုမာ ဆွဲခြင်းပြီ ဆက်တိုင်းရဟုတ်ဘူးကဲဒီအနှစ်တည်းကျုပ်ခရမ်းချင်ဒီချက်တော့မဆလာအနှစ်တည်းဖြစ်ပါတယ် အများကြီးอ่ะနော် ရာ ဒီဟာဆိုလေဟိုလိုကျင်းနေတာစော့ဆိုင်နေမှာလေဟောအများကြီးလာတယ်ပုံတစ်ပုံးစာတော့ရှိတယ် ဟုတ်တယ် နော် ဒီမှာဒီကောင်စားမယ်ဆိုလို့ရှိရင်ဟိုဟာလောက်ရှိနေတယ်နည်းလေးမရှိဘူးဆိုလို့ရှိရင်899လို့ပါလို့ရှိလာမယ်နော် อืม 899ဘတ်လို့ပါ ဘတ်တော့ဒါဘတ်900ပေါ့ဘတ်900 တက်စ်တွေပါနေပေါင်းလို့ရှိရင်အနည်းဆုံးပေါ့နော်အနည်းဆုံး 1000ဆိုရင်3သိန်း3000လောက်ရှိတယ် yes အဲ့ဒါဘော3သိန်းလောက်ကြာပြန်ရောင်းစားရင်တော့ကိုယ့်ကိုချက်စားရင်တော့ဘယ်လိုလောက်ကြာ ကဲလိုက်တဲ့ကြီးကိုကျွေးပါမယ်ကဲလာကျွေးလာဟိုဝင်းနေရမယ်ကဲဟောဒီဘက်ကဘာလဲကနန်းပစုံမဆလာချက်ဖြစ်ပါတယ် မဆလာကနန်းပစုံဆာမလာချက်လေးပါ မဆလာချက် မဆလာချက်လေးပါ